မင်းလိုက်ပြတော့ငါပြေးခဲ့ရတာလေအဲ့မှာခြေထောက်တစ်ဖက်မရှိတော့ဟာကျွန်တော်ဘယ်တော့လိုက်ပြလို့ကျွန်တော်မပြစ်ဘူးလေလို့အဲ့တော့သူ့သာပြစ်တာလားပြောသူ့ကျွန်တော်မမှတ်မိဘူးလေသူ့ရဲ့နောက်ကျောတို့ပါအဲ့လိုမျိုးလိုက်ပြသူကတော့တေချာမှတ်မိတယ်အဲ့ချိန်တော့အကိုလည်းနောက်ဆုံးပဲတဲ့ပြီးကြမှာဒီရောက်လာတာပေါ့နော်ပြစ်လိုက်ပြီးတော့မှနင်းသွားတာတဲ့မိုင်းရတဲ့တန်တော့ကြားလိုက်မသိဘူးလို့ကျွန်တော်တကယ်မမှတ်မိဘူးဆိုအဲ့တော့တော်တော်လေးကိုကြောက်တယ်ပေါ့သူ့မှာတနက်နဲ့ကို့မှာဘာမှမရှိတော့ဘူးကျွန်တော်နာမည်ကရဲရင်တွေပါကျွန်တော်ကတော့2009ခုနှစ်မှာတက်မလို့စစ်တပ်ထဲကိုစရောက်တာပေါ့အဲ့မှာတမတစ်မတ်17ချိန်မှတမဌာနချုပ်အမှတ်နဲ့စခွန်ချိန်မှတန်ရနေပြီးတော့2015ခုမှာကျွန်တော်စခခ4ကိုရောက်တယ်ပေါ့စခခ4ပြီးတော့ကျွန်တော်2020 12လပိုင်းကျတော့ကျွန်တော်စာဖရေးကြိုင်တွဲဘက်တောင်းဝင်တန်းဆောင်တာပေါ့အဲ့ကနေတစင်ကျွန်တော်2021မှာ2021ကိုကျွန်တော် CDN နှစ်ခါပြုလုပ်ခဲ့တာပေါ့ပထမဆုံးပြုလုပ်တာကတော့8လပိုင်းမှာပေါ့8လပိုင်းနောက်ဆုံးပြုလုပ်ဖြစ်သွားတာကတော့ကျွန်တော်17လပိုင်းနဲ့မှာပေါ့အားကြမှာဒီကိုရောက်ခဲ့တယ်တတဲကိုဝင်စားတော့ကျွန်တော်ကအရင်တော့ဒငင်းကုန်းမှာနေတာပေါ့ဒငင်းကုန်းဘေးနားမှာစစ်သားစုဆောင်ရေးတက်ရှိတယ်ကျွန်တော်အများအားအဲ့ဘောလုံးတော်ကန်တာအဲ့ဘောလုံးတွေပါတော်ကန်တဲ့အချိန်မှာအဲ့စစ်သားတွေနဲ့မတည့်ဘူးကျွန်တော်စစ်သားဆိုလည်းကြည့်မရအောင်တွေးလို့ရှိရင်အဲ့စစ်ပုံမကြောက်မဝင်ရလို့သူတို့အဲ့ရကြီးကျွန်တော်စောင့်စားကန်ရက်တော့တောက်တော့လဲအတူတူပဲအဲ့တင်းနေလဲကြာကျွန်တော်မေးတာပေါ့မင်းဆယ်တန်းဖြေတာဘလို့အချိန်နေရလဲမအောင်ဘူးမအောင်ရင်မင်းနောက်တစ်ခါလဲထပ်ဖြေနေတော့မင်းတက်ထဲဝင်မလားဆိုတက်ထဲမှာလဲထပ်ဖြေလို့ရလားဆိုကျွန်တော်ဖြေလို့ရတယ်တဲ့အဖြေလို့ရဆိုကျွန်တော်ဝင်မယ်လို့ဝင်မယ်ဆိုမင်းဘယ်တက်ထဲဝင်မလဲစစ်တက်ဖြစ်ပြီးရောကျွန်တော်ဝင်နေတယ်ဟိုရှေ့ကရဲဘော်ကြီး3ယောက်လို့ဖြစ်နေတယ်ဆိုတော်လိုင်းပလိမှာရှောက်တဲ့ရဲဘော်ကြီး3ယောက်အယုတ်ကြီးချိတ်ထားတာတွေ့တော့အဲ့ရဲဘော်ကြီး3ယောက်လို့ဖြစ်ရင်ရပြီကျွန်တော်တနက်ကန်ရပြီဟုတ်ပြီအဲ့ဆိုလေတက်ထဲဝင်မလားဆိုကျွန်တော်ကြောက်တယ်လို့လေနေပါကျွန်တော်မစီးဘူးတော့ကြောက်တယ်ပေါ့ရေတက်ကောကျွန်တော်ရေလဲမကူးတတ်ဘူးလို့ဟာမင်းဘယ်တက်ထဲဝင်နေတာလဲရဲဘော်ကြီး3ယောက်လို့ဖြစ်ပြီးရောဆိုအဲ့ရရှိကကျွန်တော်ကိုရင်တော့မသိဘူးပေါ့အခုကျမှသိရပေါ့ကျွန်တော်ဟိုအမျက်စားကျင်တော့ကျွန်တော်ခြေလင်းချင်မြန်နဲ့ပို့ပေးလိုက်တာပြီးပါမဲ့တရားလို့ပဲကျွန်တော်လွတ်ပေးလိုက်ဟို၄ချင်း6ပသိမ်ပေါ့အဲ့ပသိမ်မှာတင်တန်းသွားပြီးတော့တက်တော့အဲ့မှာတင်တန်းတက်တော့ကျွန်တော်တခွဲမှုကသဘောကျတင်တန်းတစ်ပတ်စင်လုံးမှာသဘောကျတော့နင်းဒီမှာတွဲဘက်ထားမယ်တဲ့တွဲဘက်ထားပြီးကျွန်တော်နာမည်နဲ့ကိုပိုင်နံပါတ်မှားပြီးတော့နာမည်တူ2ယောက်ဖြစ်နေကိုပိုင်နံပါတ်မှားပြီးတော့ခေါ်ထားပြီးတော့ကျွန်တော်ကဘယ်ကိုကြာလဲဆိုအဲ့မှာခြေလင်းချင်းမြန်တမတစ်ကိုကြာစကြတာပေါ့ကျွန်တော်တမတစ်ဆိုတာဘယ်နေရာမှလည်းမသိဘူးအဲ့ချိန်မှာနောက်မှရောက်တော့မှရဲမွန်ရောက်သွားရဲမွန်ရောက်သွားရုံးကိုအရင်ရောက်တယ်ရုံးအရင်ရောက်ပြီးတော့တဲမှုရှိသေးရပေါ့တဲမှုကလည်းအေးတပည့်အားဆိုလဲမင်းတို့သွားနာတော့ဆိုပြီးတော့တိတ်ဘူးကြီးကလိုက်ဖို့ပေးလိမ့်မယ်ဆိုကျွန်တော်တို့ဘူးကြီးလိုက်ဖို့ပေးတဲ့အချိန်မှာရုံးကထွက်ရုံပဲရှိတယ်ဘူးကြီးမတွေ့ရတော့ဟာကျွန်တော်တို့လိုက်ဖို့မဲ့ဘူးကြီးကဘယ်ရောက်သွားလဲမသိဘူးဆိုကိုင်းတော်ကြီးတွေကပြန်ထွက်လာဘူးကြီးဘယ်ကနေလိုက်ရမှာလဲဆိုမင်းတို့ကလမ်းမရှိဘူးလေကွာဒီကနေလိုက်ခဲ့ဆိုကိုင်းတော်တွေကတိုးသွားတယ်အဆင်ပေါ့တောခေါင်တယ်ပေါ့နောက်ကြတော့မှကျွန်တော်တို့စစ်စစ်ထွက်ဖို့2011မှာပေါ့တမ3ဘီလင်းဘောက်ကိုတွားမယ်ဆိုတော့ကျွန်တော်တို့အချုပ်ထဲကိုထည့်ထားကျွန်တော်တို့ရဲဘော်တဲ့ဆင်းတာ9ယောက်စလုံးအချုပ်ထဲထည့်ထားကျွန်တော်တို့ဘာလို့ချုပ်ထဲထည့်တာလဲမသိဘူးလို့ဘာမှဖြစ်ပါဘူးတဲ့ဒီလိုပဲတဲ့အဲ့နဲ့ဆရာကြီးမောင်ဆိုတာကျွန်တော်တို့ရှိလာပြီးတော့မိုင်းရှီလမ်းလျှောက်ဖို့ရှိရလေ့ကျင့်ရေးရှိရပေါ့နော်ကျွန်တော်တို့ညာခေါ်ပြီးစစ်စစ်ဘီလင်းပေါ့ဘီလင်းစစ်စစ်ကိုစထိုးရတာပေါ့ကျွန်တော်တို့အဲ့2011ပြီးတော့စနစ်ကြတော့2011ကြတော့ကျွန်တော်တင်တန်းနေလိုက်တက်ကြတာပေါ့တင်တန်း2012တစ်နှစ်ပိုင်းလုံးပါပဲတင်တန်းတက်2013ကျကျွန်တော်လောက်ကိုင်း73 14 2015ကျတော့ကျွန်တော်အဲ့စခါလေးကိုရောက်သွား2015 16ကျတော့တင်တန်းအပတ်ရေပဲပေါ့16 19ပြီးတော့18 19ကျတော့တောက်လျှောက်စစ်စင်တွေပဲသွားတာပေါ့အဲ့2020ကုန်ကန်နီးလောက်ကြာတော့မှကျွန်တော်စာဖတ်တွဲဘက်ဆိုပြီးအဲ့လိုမျိုးခေါ်တာပေါ့အဲ့စကန်ကုန်းတိုက်ပွဲတို့ပေါ့အဲ့မှာကျတော့ဒီလိုမျိုးရိုးတနန်းကြောက်တဲ့စိတ်နဲ့တိုက်ရတာမဟုတ်မကြောက်တဲ့စိတ်နဲ့တိုက်ရတာဘာလို့ရက်တွေတိုက်ဆေးချခြင်းတဲ့လူကဆေးချရက်တောက်တဲ့လူကရက်တောက်ဆိုတော့တခါအဲ့မာလီရှူကလုံထံဘက်မှာတော့ကလည်းတခါပေါ့3ဖြူကပေါင်ပြီးတိုက်မယ်ဆိုပြီးတော့ရက်တွေတိုက်ပြီးဂုံးမော်တက်တိုက်ကိုလူကိုအချင်းချင်းတွေပြန်ပြစ်ကျွန်တော်ဆိုလို့ရှိရင်2ရက်နဲ့မနက်ပိုင်းတစ်ပိုင်းကုန်သွားတာပေါ့ဂုံးမော်မှာတောင်တင်နေချင်းထဲမှာကအဲ့လောက်ကန်ဘက်ကျအေးတော့ကျွန်တော်ချင်းထဲမှာဘာပါလဲဆိုတော့အရက်ဘူးတွေပဲပါတယ်ကျွန်တော်ကရက်ဘူးနဲ့ခေါက်ဆွဲချောင်းနဲ့အမြီးတို့တွေပဲထည့်တာခဏပဲလေးတိုက်ရတာခဏပဲလေးဆိုပြီးတော့အဲ့လိုနေတာကို2ရက်လောက်ကြာသွားပြီးတော့ကျွန်တော်ပြန်ဆင်းလာတော့ဒီတင်မားမှာထိသွားတော့မှာ
အဲ့ဒါလည်းရန်သားမပြည့်နဲ့ဆိုတာဆက်လက်သမားကသူရင်ဘတ်ထိသွားလို့ဆက်လက်ကြီးထားခဲ့မယ်သူပြန်ဆင်းတော့မယ်ညီလေးယူထားအောင်တဲ့သူမတည့်နိုင်လို့ရကိုကြီးဆိုတော့ရက်တော့လိုက်ပြင်လေးကိုထွက်ပစ်လိုက်ရက်တော့လိုက်ရက်လဲတော်တော်လဲမူကျွန်တော်ဆက်လက်ကိုကောက်ကင်ပြီးတော့ကြီးကပတ်တွဲကိုခါမှပတ်ပြီးအပြင်ထွက်ပစ်တာပြင်ထွက်ပြီးတော့ဟိုကနေပြီးစနိုက်ပါနဲ့လှမ်းပစ်တာဖင်ပေါ့ဒီတင်မောက်ပေါ့ရှက်မှန်ပါဟာပြေးလို့မကောင်းတော့ဘူးဆိုလူများကတွေကတော့ဖင်တိုးတိုက်ခုံးပေါ်နေစင်ရကျွန်တော်ကြတော့အဲ့တနက်နဲ့လေးဘက်ကြီးကုန်းပြီးစင်သူတို့မပြင်းပြင်းနေဝက်လိုက်မပြေဘူးဆိုပြန်ဆင်းလိုက်နေအဲ့လိုမျိုးဆင်းသွားတာတိုက်ပွဲကတော့အဲ့လောက်ကင်မှာပြီးကြတော့ဒီနောက်ဆုံးဖြစ်သွားတယ်2020လပိုင်းတော့အဲ့ဘောဂလီဝင်ပေါ့တမ9နဲ့တမ9တို့နဲ့စုံတော့ရတယ်အဲ့တုန်းကလည်းဗရဲဆိုင်ခဲ့ရပြီအဲ့ကျွန်တော်ဒီအဲ့မှာတိုက်ပွဲဖြစ်သွားပြီးတော့ဒီစီဒီယန်လောက်တဲ့အချိန်မှာအောက်တောင်ကြီးမှာပေါ့တောင်ကြီးမှာကျွန်တော်2ရက်လောက်ကြာသေးတယ်တယောက်တည်းဟိုသွားမလို့ဒီသွားမလို့အဲ့လူကြီးကတော့သူမနေ့ကမှလိုက်ဖို့ပဲသူလမ်းကြုံမရှိသေးလို့ဆိုပြီးပြောပြီးတော့စီဒီယန်လောက်တဲ့အချိန်မှာပေါ့အဲ့ချိန်မှာဒီ KNU ဘတ်စိတ်နဲ့6ပြက်နေတယ်16ကြီးကင်ပြီးကျွန်တော်နောက်ရောက်လာညီလေးတဲ့ဘယ်သွားမလို့လဲဒီလူကြီးကကျွန်တော်တီးလေသူ့လည်းမတီးဘူးပေါ့သူဘာလို့ကျွန်တော်လာနှုတ်ဆက်လဲပေါ့6တစ်ဖက်လည်းပြက်ညီကိုတီးလားတဲ့မတီးဘူးလေကိုလို့ဟာတဲ့မင်းကကွာတဲ့မေးကြောင်ရမ်းဆောင်တာပဲဘာပြောလို့ပြောမှမသိမင်းလိုက်ပြတော့ငါပြေးခဲ့ရတာလေဒီမှာ6တစ်ဖက်မရှိတော့ဟာကျွန်တော်ဘယ်တော့လိုက်ပြလို့ကျွန်တော်မပြစ်ဘူးလေလို့သူပြောပြတယ်ဘူချာခီးခွင်မှာပေါ့ဘူချာခီးခွင်မှာမင်း point ဖွဲ့တာမင်းပါလာသူတေချာရှင်းပြတော့မှကျွန်တော်မျက်လုံးနဲ့ကိုမြင်အဲ့တော့သူ့ဒါပြစ်တာလားပြောသူ့ကျွန်တော်မမှတ်မိဘူးလေသူ့ရဲ့နောက်ကျောတို့ပါအဲ့လိုမျိုးလိုက်ပြသူကတော့တေချာမှတ်မိတယ်အဲ့ချိန်တော့အကိုလည်းနောက်ဆုံးပဲတဲ့ပြီးကြမှာဒီရောက်လာတာပေါ့နော်ပြစ်လိုက်ပြီးတော့မှနင်းသွားတာတဲ့မိုင်းရတဲ့တန်တော့ကြားလိုက်မသိဘူးလို့ကျွန်တော်တကယ်မမှတ်မိဘူးဆိုအဲ့တော့တော်တော်လေးကိုကြောက်တယ်ပေါ့သူ့မှာတနက်နဲ့ကို့မှာဘာမှမရှိတော့ဘူးတော့ကိုစီတယ်လောက်ညီကဒီဘာလာလောက်တာလဲကျွန်တော်ဟိုဘက်သွားမလို့ထိုင်းပေါက်သွားမှာမဟုတ်ဘူးကျွန်တော်စီရင်လာလို့ဂုံရွာကွာညီလေးဘာညာအဲ့လိုက်ဖို့မဲ့လူသူကတေးချာကရင်လူတွေပါပြောပြီးရညီလေးကိုမနှပန်ညရင်ကိုထက်ထည့်ပေးလိုက်မယ်တဲ့မနှပန်ညတေချာသွားတော့တဲ့လိုင်းမှာဘာမှဖြစ်စီရဘူးတဲ့ကိုပြောထားလိုက်မယ်ဆိုပြီးအဲ့ဒါဒီရောက်လာကျွန်တော်ဘယ်လိုပြောမလဲစနကတော့ပြောသလိုပဲကျွန်တော်အကူမှားဖမ်းတာပေါ့ကျွန်တော်အကူမှားဖမ်းညပိုင်းအိမ်မှားဖမ်းတာကိုတဝင်းခွဲပေါ့အဲ့ဒါကျွန်တော်ငငယ်လေးတဲ့ဟိုဦးငယ်ဆိုတဲ့အချိန်နဲ့အသက်10နှစ်17နှစ်လောက်ထိသူဒင်းချောင်းပေးခဲ့ပေါ့နောက်ပိုင်းသူမိမတွေပါရောက်သွားတော့သူလည်းအိမ်ကွဲဘယ်နေရာရောက်လို့ရောက်သွားမသိအဲ့မိုင်တက်တာဝါတာနေကိုဖောက်ခွဲလို့ဆိုပြီးကျွန်တော်တို့ဖမ်းခိုင်းတော့ဒီအိမ်ဝင်ဖမ်းဆိုကျွန်တော်တို့ကကြတော့ဒီအိမ်ဝင်စီးဆိုပြီးအောက်ကအခြေလင်းစစ်သားတွေတို့ဘာလို့ရှိအဲ့စစ်သားတွေကိုကျွန်တော်အမိန်ပေးတယ်ပေါ့အဲ့ချိန်မှာကျွန်တော်ဒီအိမ်ဝင်ဖမ်းလိုက်ရှိသမျှဟာဘာမှကလေးတွေဘာမှချမ်းမနေနဲ့ဖမ်းပြီးဟိုရောက်မှငါတို့မေးမယ်ဆိုသူတို့ဖမ်းတာပေါ့ရနေဖေကျွန်တော်လည်းမသိဘူးအညတော့မူးနေရပေါ့မနဲ့လဲကြဟိုအချုပ်သားတွေဘယ်လိုနေလဲလို့ဆိုမျိုးသမီးတယောက်ပါတယ်တဲ့ကလေးတယောက်နဲ့တဲ့ကျွန်တော်တကြည့်ရပေါ့တကြည့်အဝေးကကြည့်လိုက်တော့မမမိဘူးဆိုတာသူ့ထိုးထားကြိတ်ထားတဲ့ဒဏ်ရာတွေလည်းရှိရောမမမိနားရောက်တော့ဟာကိုကြီးလို့ဆိုသူကလည်းတေချာကြည့်ရပေါ့ညီလေးတဲ့ဘယ်လိုဖြစ်တာတော့ကိုကြီးလို့ကိုကြီးကဘယ်သူဖမ်းတာလဲလို့ဟဲတဲ့မင်းတို့ပဲဖမ်းတာမဟုတ်လားဟင်းလို့အဲ့နဲ့ပြန်စဉ်းစားတော့အေးဟုတ်တယ်ငါညတော့ပြလိုက်တဲ့အိမ်ကအဲ့ဆိုအဲ့အိမ်ကကိုကြီးတို့အိမ်လားဟုတ်တယ်တဲ့ဟာအဲ့ဒါဆိုတော့မဟုတ်တော့ဘူးကိုကြီးတို့ကမှန်တယ်ဆိုတာကိုကျွန်တော်တင်ပြပေးမယ်တင်ပြပေးပြီးသွားလို့ရှိရင်ကိုကြီးတို့ပြန်လွတ်မယ်ကျွန်တော်အကူလည်းဖြစ်နေရပါညာဆိုပြီးအဲ့ချိန်မှာကျွန်တော်ကဆရာကြီးတို့ပြောတာပေါ့ဒါကျွန်တော်အကူသူကဘာမှမလုပ်ပါဘူးရန်လည်းဘာမှမလုပ်တတ်ဘူးဆိုဆရာကြီးကဘာပြောလဲဆိုမင်းအကူဆိုပြီးတော့ငါတို့လှုပ်ပေးရမှာလားတဲ့တကယ်မလုပ်ဘူးဆိုတော့မင်းအာမခံလားတဲ့မဟုတ်ကျွန်တော်ညတော့အိမ်လဲမှားဖမ်းတာအိမ်မှားဖမ်းတာပြောတယ်သူတို့လည်းဒီအကျံဖတ်တောင်းချမ်းသူတွေမှာပိုင်လဲပါနေမှာပေါ့အဲ့ဒါကိုမင်းမဟုတ်ဘူးဆိုတော့အာမခံလားမင်းအကူဆိုပြီးတော့ငါတို့လှုပ်ပေးလိုက်ရမှာလားတကယ်လှုပ်ပေးလိုက်ခဲ့လို့ရှိရင်အော်ဒီထဲမှာရှိရဲ့လူဝက်သတင်းတွေပါပေါက်ကြားသွားမယ်မင်းဘယ်လိုလုပ်မလဲဆိုတော့အဲ့လိုလဲပြောကျွန်တော်စိတ်မကောင်းဖြစ်သွားပထမတစ်ခါစီဂျန်အဲ့မှာစလုပ်တာပေါ့စီဂျန်ဒီအဖွဲ့အစည်းတွေနဲ့ထိတ်ဆက်မမိသေးပဲနဲ့ကျွန်တော်မှထွက်လာတာပေါ့ထွက်လာပြီးတော့အဲ့လိုမျိုးရအောင်လိုက်ချိတ်မယ်ဆိုပြီးတော့ထွက်လာတဲ့အချိန်မှာတလတိတိကျွန်တော်ပြန်မဖမ်းသူတို့ကျွန်တော်ဘယ်နေရာရှိနေတယ်ဆိုတော့ဘယ်နေရာမှာရှိနေလဲဆိုတော့အကုန်သိတယ်မဖမ်းတလလဲပြေဟောကျွန်တော်အိမ်ကိုပြန်တဲ့အချိန်မှာအိမ်မှာအပေါ့အိမ်ထဲကိုဝင်ပြီးသွားတဲ့အချိန်မှာသူတို့တက်စီနဲ့ရက်ပြီးတနတ်တွေတဲ့ပေါ့အိမ်ထဲဝင်လာယူနီဖောင်းတော့မပါဘူးပေါ့ဝင်လာပြီးရဲနေတယ်မင်းလိုက်ခဲ့တော့အချိန်လဲပြည့်ပြီးတယ်မင်းပင်ပန်းတာနားပြီးသွားပြီပဲတော်ပြီပေါ့တဲ့ဒီလောက်ဆိုရင်နော်အဲကျွန်တော်ပြန်လိုက်သွားတဲ့အချိန်မှာကျွန်တော်ဆရာကြီးကိုမေးတယ်ကျွန်တော်အကိုတွေပေါ့နော်အကိုတုံဝမ်းခွဲဆိုတဲ့လူကဘယ်ရောက်သွားလဲဆိုတော့ဒီလိုပဲလေးတဲ့မင်းသူတို့တေချာစစ်ကြောမင်းမြန်းခဲ့တယ်ပေါ့အဲ့တော့ပြန်လွတ်သွားပြီတဲ့လွတ်ပေးလိုက်ပြီပေါ့ဟုတ်လားလို့ဘယ်လိုပဲဖြစ်ကျွန်တော်နောင်နာရောက်သွားပြီပေါ့ကျွန်တော်အကိုတွေကိုအဲ့လိုမျိုးလုပ်ခဲ့တယ်
ဒီဟာကြီးကဟိုလည်းမဖြစ်တော့ဘူးဒီအာနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာအနေထားတွေကပို့ဆိုးလာတယ်ပေါ့အဲ့နဲ့ကျွန်တော်စီရင်အဲ့လိုမျိုးပြည်သူဘက်ကိုလည်းဟိုနေဖြစ်ပြီးကြကိုမောင်နှမတာချင်းတွေလည်းပါနေတော့ဒီဘက်ကိုစီရင်ဘက်ကိုရက်တည်ခဲ့အပါတရားဘက်ကိုရက်တည်ခဲ့ပေါ့